ဇလန်းလေးကတော့ကောင်မလေးဓာတ်လေကားတွေကထွက်ချင်းမှာပဲဂျေကသူမကိုရုတ်တရက်အနောက်ကိုဆွဲခေါ်သွားပါတယ်ပြီးတော့အေးလာလို့ရုတ်တရက်ကြီးမေးလိုက်ပြီးသူမပြန်မဖြေခင်မှာတင်သူ့ရဲ့ကုတ်အင်ဂျီကိုချုပ်ပြီးခြုံပေးလိုက်တဲ့အပြင်ရင်ခွင်ထဲပါဆွဲသွင်းလိုက်ပါတော့တယ်။ဆီယိုရဲ့ဒီလိုထူးဆန်းတဲ့အပြုတ်မှုတွေကြောင့်ကောင်မလေးမှာကြောင်တောင်ဖြစ်သွားရတာပေါ့။တကယ်တော့ဆီယိုရဲ့ရည်ရွယ်ချက်က အနားမှာရှိနေတဲ့ကောက်ကျစ်တဲ့မိန်းမတစ်ယောက်ကိုလက်လျှော့သွားအောင်ဟန်ဆောင်ပြလိုက်တာပါ။အဲ့ဒီမိန်းမထွက်သွားတာနဲ့ဆိုကဓာတ်လေကားကိုပထမထပ်နှိပ်ပြီးမြင်းကြီးထက်ရောက်တော့ကောင်မလေးကိုအပြင်ကိုကြမ်းကြမ်းတန်းတန်းတိုးထုတ်လိုက်ပါတယ်။ဒါကြောင့်ကောင်မလေးကဒေါသတွေထွက်နေတော့မှပဲလုပ်ဖို့ကင်ဖက်တစ်ယောက်ကဖုန်းဆက်ပြီးပွဲတစ်ခုကိုလာဖို့ဖိတ်ပါတယ်။အဲ့ဒီပွဲမှာအစောကကောက်ချစ်တဲ့မိန်းမရှိနေမှန်သူမလုံးဝမသိခဲ့ပါဘူး။ဟိုမိန်းမကတော့အစောကကိစ္စကြောင့်ကောင်မလေးကိုအညှိုးထားပြီးအတူတူဓာတ်ပုံရိုက်ဖို့ဆွဲခေါ်ပါတယ်။အဲ့ဒီနောက်မှာတော့တမင်တကာပဲတိန်းတောင်းချီတန်တဲ့အမတ်တရပစ္စည်းကိုရေထဲပစ်ချပြီးကောင်မလေးကိုအပြစ်ပုံချပါတော့တယ်။ဘာမှရှင်းပြခွင့်မရခင်မှာပဲပတ်ဝန်းကျင်ကလူတွေကဝိုင်းပြီးကဲ့ရဲ့ကြပြီးပစ္စည်းဖို့ပြန်ရောဖို့တောင်းဆိုကြပါတယ်။ကောင်မလေးမှာအဲ့ဒီလောက်ငွေမြောက်များမရှိတာကြောင့်အသက်ကိုဝါအောင်ရှူပြီးခြေသလုံးလောက်ပဲရှိတဲ့ရေထဲကိုဆင်းရှာပါတော့တယ်။တော်တော်ကြာရှာပြီးတဲ့နောက်မှာတော့အဲ့ဒီပစ္စည်းကိုတွေ့သွားလို့ဝမ်းသာအားရရှိကိုတိုးလိုက်တဲ့အချိန်မှာပဲအရှိန်လုံးပြီးရေထဲချော်လဲသွားပါလေရော။အဲ့ဒီအချိန်မှာပဲဆဲရောက်လာပြီးရေထဲထိဆင်းပြီးကောင်မလေးကိုထူပေးလိုက်ပါတယ်။ပြီးတော့သူမလက်ထဲကပစ္စည်းကိုလူယူပြီးလွှင့်ပစ်လိုက်ပါတော့တယ်။ကောင်မလေးကပြန်ရှာခြင်းပေမဲ့ရှော့ကသူမကိုပွေ့ချပြီးပွဲထဲကနေခေါ်ထုတ်သွားပါတယ်။စေယုံရောက်တော့ရှော့ကသူမအတွက်အဝတ်စားတွေပါတခါတည်းဝယ်ပေးထားပါတယ်။အင်ဂျီတင်မကပဲအတွင်းခံမှာသူမရဲ့အတိုင်းအတာနဲ့အတိအကျဖြစ်နေတာကြောင့်ကောင်မလေးခါများရှက်လွန်းလို့မျက်နှာတစ်ခုလုံးနီမြန်းနေတာပေါ့။ဒါကိုဖျားနေတဲ့အထင်နဲ့ဆရာဝန်ကိုအပူချိန်တိုင်းခိုင်းတော့လဲပုံမှန်ပဲဖြစ်နေပါတယ်။စစ်ကစိုးရိမ်လွန်းလို့ဆေးပါပေးဖို့စွတ်ပြောနေတာကြောင့်ဆရာဝန်ကတော့ဂယုစိုက်တက်တဲ့ချစ်သူရထားတာကံကောင်းတာပဲလို့ချီးကျူးလိုက်ပါသေးတယ်။ဒါကကောင်မလေးကိုပိုပြီးရှက်သွားစေတာပေါ့။ရွာကဒဏ်ရာပိုဆိုးမှစိုးရိမ်တာကြောင့်နောက်ထပ်ဆေးရုံတစ်ခုကိုထပ်ခေါ်သွားပြန်ပါတယ်။ဒါပေမဲ့ဆရာဝန်ကဒဏ်ရာကိုကြည့်ပြီးဒီဒဏ်ရာကနောက်ထပ်ခဏလောက်နေရင်သူ့ဘာသာသူပျောက်သွားမှာပါလို့ပြောရလောက်အောင်ကိုတင်းငယ်လွန်းနေတာပါ။ဒါတော့မှစစ်ကတော့စိတ်မချနိုင်ပဲကောင်မလေးရဲ့လက်ကိုဝက်ချလောက်ကြီးကြနေအောင်ပတ်တီးတွေအထက်ထက်စီးပေးထားလိုက်ပါတယ်။ညဘက်ကောင်းလျှော်ခြင်းပေမဲ့ဒဏ်ရာရထားတဲ့လက်ကြောင့်ခက်ခဲနေတဲ့ကောင်မလေးကပတ်တီးတွေကိုဖြေဖို့ကြိုးစားပါတယ်။ဒါကိုဆုကတိသွားပြီးပတ်တီးဖြေရင်လစာဖြတ်မယ်လို့ချင်းချောက်တာကြောင့်ကောင်မလေးခမများမဖြေရတော့ပဲပုံစံမျိုးစုံနဲ့ကောင်းလျှော်ဖို့ကြိုးစားနေရပါတယ်။အဲ့ဒီလိုခေါင်းငုံဖို့ခက်ခဲနေတဲ့အချိန်မှာပဲဇိုရောက်လာပြီးသူမကိုကိုယ်တိုင်ခေါင်းလျှော်ပေးပါတော့တယ်။ဇိုကသူမရဲ့စပင်းတွေကိုတယူတရနဲ့ဂယုတစိုက်လျှော်ပေးနေတာကိုကြည့်ပြီးကောင်မလေးတယောက်ရင်တွေတုံပြီးတကယ်ကိုပျော်ရွှင်နေပါတော့တယ်